စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဗမာစကားနဲ့ရှင်းရှင်းပြောမယ်ဆိုရင်ဝါဒနာတုရပေါင်းတယ်ဆိုလို့ရှိရင်ဒီခေတ်လူတွေပို့နာလဲလားသို့တော့ဝါဒနာဆိုတဲ့စကားလုံးကအစ္ဆတရားနဲ့မထုတတ်ဘူးအဲ့ဒါတတိထားဖို့လုပ်တယ်ဝါဒနာဆိုတာအထုံရနေခြင်းလို့သူရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလိုတယ်အထုံရနေတယ်ဆိုတာဥပမာကိုဝတ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးအနံ့ဆွဲသွားတယ်ရှင်မွေးထည့်သွားရင်ရင်မွေးအနံ့ဆွဲသွားတယ်အဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲအနံ့ကြမ်းတယ်အဲ့ဒါမျိုးဝါဒနာလို့ခေါ်တာနော်ငပိပလင်းဆိုရင်ငပိငံပြရေးပလင်းကိုငံပြရေးထည့်ထားတဲ့ပလင်းဒီငံပြရေးတွေကုံသွားလည်းပဲငံပြရေးအနံ့ကြမ်းတယ်ဝါဒနာရဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘတောင်လောဘကိုပယ်လိုက်တာတောင်မှပဲသူကလူချင်းနဲ့အစွန်းကပြတယ်သူအဲ့ဒါဝါဒနာလို့ခေါ်တယ်ဆဲတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါဒနာပါလို့ဝါဒနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးအဲ့ဒါဝါဒနာလို့ခေါ်တယ်ဘုရားစာပေထဲမှာရှင်ပိလိန်နဝိဆာဆိုတာရှိတယ်သူကပြမနာလူမျိုးဖြစ်ပြီးတော့ဂျန်တဲ့လူမျိုးတွေကိုအောက်တန်းနောက်တန်းစမ်းလို့စိတ်ကထင်တယ်ဒါပဲဘသူပဲတွေ့သူကအပေါ်စီးနဲ့ပြောတယ်ဟဲ့ငယုံပါဟဲ့တူယုံပါဘသူပဲဖြစ်သူကဒီစကလုံးကိုသုံးတယ်ပါဠိလိုတော့ဝတ္တလဆိုတာဇန်နေနေအောက်တန်းစားလို့ခေါ်လိုက်တာဘသူတွေ့သူကအောက်တန်းစားပဲနှုတ်ကြိုးနေရှာတာလူမြင်လိုက်တာနဲ့အောက်တန်းစားလို့အဲ့နှုတ်ကြိုးပြီးတော့ဖြစ်ပေါ်နေတာဝါဒနာလို့ခေါ်တယ်နော်ဒေါသနဲ့ပြောတာမဟုတ်ဘူးဒေါသနဲ့ပြောတာမဟုတ်ပြီမဲ့ဒေါသမရှိတော့လည်းပဲဒေါသရဲ့အရေးရောင်တွေကကြမ်းနေတယ်အရက်တွေသွန်လိုက်တော့လည်းအရက်နံကြမ်းနေရတဲ့အဲ့ဒါမျိုးမှဝါဒနာလို့ခေါ်တာကောင်းတဲ့ဘက်ကိုစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့ဘက်မှာစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းကြတယ်မကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့